ကျွန်တော်မှမွေးကလေးကနှလုံးတစ်ခုပါလာခဲ့တာပါဒါပေမဲ့ကျွန်တော်အကူရီဖမ်းမှာတော့မွေးရပါနှလုံးရောဂါရှိနေခဲ့တယ်အဲ့ဒါကြောင့်ပဲကျွန်တော်ရဲ့မိဘတွေကကျွန်တော်နှလုံးတစ်ခုကိုသူ့စီလူကိုအတင်းအကျပ်ဖိအားပေးခဲ့ကြတယ်တကယ်လို့မလူဘူးဆိုရင်ကျွန်တော်ကိုရွာမှာအမြဲတမ်းအတွက်စွန့်ပစ်ထားခဲ့မယ်လို့ချင်းချောက်ခဲ့ကြတယ်နှလုံးလူလိုက်တာဟာကျွန်တော်အတွက်တော့တေချာပေါက်တင်မင်းစီသွားတာနဲ့အတူတူပဲမို့သူတို့နဲ့ဝေးရရွာမှာပဲနေထိုင်ဖို့ကျွန်တော်ရွေးချယ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကျွန်တော်အိမ်အောင်ကြပြီးတဲ့အချိန်မှာအကူဖြစ်သူရီဖမ်းရဲ့ယောဂါကရုတ်တရက်ပြန်ကြွလာပြန်ရောဒီတစ်ခါမှာတော့ကျွန်တော်ဇနီးလူလူရန်ကပါကျွန်တော်နှလုံးကိုလှူလိုက်ဖို့ဖိအားပေးလာခဲ့တယ်သူမကနှလုံးတစ်ခုတည်းတောင်းနေတာလေးရှင်ပါလို့ဒီလောက်တောင်တကူကောင်းဆန်နေရတာလေဒါပေမဲ့ကျွန်တော်လည်းအသက်ရှင်နေတာပေါ့နှလုံးမရှိပဲကျွန်တော်ဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲလူလူရန်ရဲ့မျက်နှာကရုတ်တရက်တင်းမာခတ်ထန်သွားပြီးရှင်မှာနှလုံးတစ်ခုရှိတာပဲတစ်လုံးပေးလိုက်ရင်တော့ကျန်တဲ့တစ်လုံးနဲ့အသက်ရှင်လို့ရတာပဲဟာဒါပေမဲ့ရှင်အကူကတော့မတူဘူးရှင်နှလုံးသားမရရင်သူကတော့တေးဖို့ပဲရှိတယ်တကယ်တော့ကျွန်တော်ငငယ်ကလေးကနှလုံးခွဲစိတ်မှုတစ်ခုလုပ်ခဲ့ပူပါတယ်ကျွန်တော်ရဲ့နှလုံးတစ်ခုကိုအဲ့ဒီတုန်းကလေးကလှူခဲ့ပြီးသားပါအဲ့ဒီနှလုံးဟာအခုချိန်မှာသူမရဲ့ရင်ဘတ်ထဲမှာခုန်လုံးနေတဲ့နှလုံးပဲပေါ့ဒါပေမဲ့လူလူရန်ကတော့ကျွန်တော်ကနှလုံးမပေးချင်လို့အကြောင်းပြချက်တွေပေးနေတယ်လို့ပဲထင်နေခဲ့တယ်သူမကကျွန်တော်ကိုခွဲစိတ်စပွဲပေါ်မှာအတင်းအဓမ္မချီနှောင်လိုက်ပြီးမေးဆေးဆရာဝန်ကိုကျွန်တော်ကိုမေးဆေးပေးဖို့အမိန့်ပေးလိုက်တယ်စိတ်မပူနဲ့ရှင်ကိုဘယ်လိုနည်းနဲ့မဆိုကျွန်မတက်ရှင်အောင်ကဲမှာပါလူလူရန်ရဲ့ဆရာဟာအရင်ကလည်းနှလုံးအစားထိုးခွဲစိတ်မှုကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ဘူးတာကြောင့်သူမဟာကျွန်တော်ကိုတင်မင်းလက်ကနေကဲတင်နိုင်မယ်ဆိုပြီးကိုအလွန်မင်းယုံကြည်မှုလွန်ကဲနေခဲ့တယ်ရှင်အကူယောဂရှင်းပြောက်သွားရင်ရှင်မိသားစုတစ်ခုလုံးကရှင်ကိုလက်ခံပေးကြလိမ့်မယ်ပြီးတော့ကျွန်မလည်းရှင်သားမှာအမြဲရှိနေမှာပါခဏကြာမှာတော့လူလူရန်ဟာကျွန်တော်ခန္ဓာကိုယ်ထဲကတစ်လုံးနဲ့တော့နှလုံးကိုထုတ်ယူလိုက်ပါတယ်သူမဟာအဲ့ဒီနှလုံးကိုတိတိကျကျစစ်ဆေးခြင်းမရှိပဲသူမဟာအဲ့ဒီနှလုံးကိုယူပြီးကျွန်တော်အကူရီဖမ်းရှိရာခွဲစိတ်ခန်းစီကိုတန်းပြေးသွားခဲ့တယ်ကျွန်တော်ကတော့ခွဲစိတ်စပွဲပေါ်မှာတယောက်တည်းကြံရိတ်ခဲ့ပြီးနောက်ဆုံးဖက်သက်ကိုရေတွက်နေခဲ့ရတယ်အဲ့ဒီအချိန်မှာပဲစောင့်ကြည့်ဆက်စီကထွက်ပေါ်လာတဲ့ဆူရှာတဲ့အချက်ပေးတန်းကြောင့်ခွဲခန်းတွေကဆရာဝန်တွေအကုန်လုံးထိတ်လန့်သွားကြတယ်သူဘယ်လိုလုပ်တည်သွားတာလဲဒီလူမှာနှလုံးတစ်ခုလုံးရှိမနေဘူးလားလူလူရန်ရဲ့လုပ်ဖို့ကိုင်ဘက်တယောက်ဟာအလွန်အမင်းတုံလုံးချောက်ချားနေခဲ့တယ်အဲ့ဒီချိန်မှာပဲအနားမှာရှိနေတဲ့တခြားဆရာဝန်တယောက်ကပြောလိုက်တယ်ဒေါက်တာလူလူရန်ကပြောထားပြီးသားပဲဒီလူကိုကြိုက်တယ်လို့လုပ်လို့ရတယ်တဲ့တည်သွားတာကမှသူဆိုင်ရမယ့်ကံပဲသူလုပ်ခဲ့တဲ့အလုပ်တွေကတိတ်ကိုရုံမာလုံးနာကိုကိုညီကိုအရင်ခောက်ကိုတေးအောင်ပစ်ထားခဲ့ဖို့ဝေးစွာသူဟာဒေါက်တာလူလူရန်ကိုတော့မြူးဆွဲဖျားရောက်မှုစူးစမ်းခဲ့သေးတာအစောပိုင်းကလုပ်ဖို့ကိုင်ဘက်ဖြစ်သူကအခုတော့ဒီအလောင်းကိုဘာလုပ်ကြမလဲလို့မေးလိုက်တယ်ဘယ်သူမဆိုဒီကိုလာပြီးအလောင်းလာထုတ်မလားဆိုတာစောင့်ကြည့်တာပေါ့အကယ်၍ဘယ်သူမှရောက်မလာဘူးဆိုရင်တော့ရင်ခွဲရုံကလူတွေကိုပဲကိုဘာသာကိုစွန့်ပစ်ခိုင်းလိုက်မယ်ဒီလိုပြောပြီးအဲ့ဒီခွဲစိတ်ခန်းတွေကဆရာဝန်အားလုံးအပြင်ကိုထွက်သွားကြပါတယ်အခြားတစ်ဖက်မှာတော့လူလူရန်ဟာအာယုံဆိုင်မှုအပြည့်နဲ့ရီဖမ်းရဲ့ခွဲစိတ်မှုကိုလှုပ်ဆောင်နေခဲ့တယ်သူမဟာကိုယုံကြည်မှုရှိနေပေမဲ့သူမရဲ့တက်တာမှာနှလုံးအစားထိုးကူတောင်းမှုကိုတခါမှမလုပ်ဘူးပါဘူးဒါပေမဲ့ကံကောင်းထောက်မှစွာနဲ့ပဲနာရီနှင်းငယ်ကြားမှာခွဲစိတ်မှုကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်ရီဖမ်းရဲ့အခြေအနေတည်ငြိမ်သွားတော့မှပဲသူမကျွန်တော်အကြောင်းကိုတတိယလာတော့တယ်လူလူရန်ဟာကျွန်တော်ကိုကြည့်ဖို့ခွဲစိတ်ခန်းစီပြန်သွားဖို့အလုပ်လူနာဆောင်စင်ကြံလမ်းမှာသူမရဲ့လုပ်ဖို့ကိုင်ဘက်နဲ့ဆုံမိပါတယ်သူမကစာကျမအမျိုးသားပဲမှာလဲလို့မေးလိုက်တယ်အဲ့ဒီလုပ်ဖို့ကိုင်ဘက်ကခဏလောက်စဉ်းစားပြီးမှသူအခုထိလူနာဆောင်ကိုပြန်မရောက်သေးဘူးလားစိတ်မပူပါနဲ့ခွဲစိတ်ပြီးရင်သူနာပြုတယောက်ကသူ့ကိုတေချာကိစ္စပေးနေမှာပါလို့ပြန်ဖြေခဲ့တယ်လူလူရန်ကတော့ဒီစကားတွေထဲမှာထူးဆန်းတာဘာမှမရှိဘူးလို့ထင်သွားခဲ့တယ်သူမကဆေးရုံဝင်တဲ့တယောက်ဖြစ်နေတာကြောင့်လူနာဆောင်ကသူနာပြုတွေကကျွန်တော်ကိုအထူးတလဲဂရုစိုက်ပေးကြလိမ့်မယ်လို့ပဲတွေးမိလိုက်တယ်ဒါနဲ့ပဲလူလူရန်ဟာစိတ်အေးလက်အေးနဲ့သူမရဲ့ရုံးခန်းစီကိုပြန်လာပြီးသူမဟာပုံမှန်လုပ်တွေကိုပဲပြန်လုပ်နေခဲ့တဲ့တရက်တာကုန်းဆုံးသွားပြီးနောက်မှာတော့ရီဖမ်းဟာနောက်ဆုံးမှာတတိယလာခဲ့ပါတယ်လူလူရန်ကသူ့ရဲ့ဘေးနားမှာတင်ထိုင်နေရင်မင်းနောက်ဆုံးတော့နိုးလာပြီးပဲခွဲစိတ်မှုကတိတ်ကိုအဆင်ပြေချုံးမွေးခဲ့ပါတယ်အခုဆိုမင်းရဲ့နှလုံးအသစ်မှာဘာပြဿနာမှထက်ရှိလာတော့မှမဟုတ်ဘူးလို့ပြောလိုက်တယ်ရီဖမ်းဟာနှစ်ပေါင်းများစွာသူ့ကိုနှိပ်စက်ခဲ့တဲ့ယောဂဆိုးကြီးမရှိတော့ဘူးလို့တွေးမိပြီးသူ့ရဲ့နှလုံးအသစ်ပေါ်ကိုလက်တင်လိုက်တဲ့သူဟာငိုယိုရင်းလူလူရန်ကိုဖက်လိုက်မိပါတယ်လူလူရန်ကလည်းသူ့ရဲ့ကြောပြင်ကိုပုတ်တက်ပေးရင်စိတ်လှုပ်ရှားမှုကိုထိန်းထားဖို့ပြောနေခဲ့တယ်အဲ့ဒီချိန်မှာလူနာဆောင်ကသူနာပြုတယောက်ကဒါကိုမြင်တော့စနောက်တဲ့သဘောနဲ့ဒေါက်တာလူလူရန်ကတော့တကယ်ပဲသူ့အမျိုးသားကိုသိချစ်တာပဲနော်လို့ပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရချင်းမှာပဲလူလူရန်တကူလုံးတောင်းတင်းသွားခဲ့တယ်သူမဟာကျွန်တော်ဆေးရုံရဲ့တခြားလူနာဆောင်တစ်ခုမှရှိနေသေးတာကိုချက်ချင်းတတိယသွားခဲ့ပါတယ်သူမကမင်းသားလည်းမူလွဲနေပြီးဒါကျမမျိုးသားမဟုတ်ဘူးလို့ချက်ချင်းရှင်းပြလိုက်ပြီးရီဖမ်းဘက်လက်ကမင်းအနားယူလိုက်ဦးငါဖမ်းရွံကိုတစ်ချက်သွားကြည့်လိုက်ဦးမယ်လို့ပြောပါတယ်လူလူရန်အထလုံးမှာပဲရီဖမ်းကသူမရဲ့လက်ကိုအတင်းဆွဲကင်ထားလိုက်ပြီးကျွန်တော်ခွဲစိတ်မှုလုပ်တဲ့အမှန်တရားကိုမိဘတွေကိုဖုံးကွယ်ထားတာအခုကကျွန်တော်ရဲ့ပြန်လည်ကျန်းမာရေးအတွက်အရေးကြီးဆုံးအချိန်ပဲအကယ်၍ကျွန်တော်နားမှာဘယ်သူမှမရှိရင်တယောက်တည်းပြန်ကောင်းလာနိုင်မှာမလားဆိုတာကြောက်မိတယ်လို့ပြောလိုက်တယ်လူလူရန်ဟာရီဖမ်းရဲ့ပြောတော့နေတဲ့မျက်နှာကိုကြည့်ပြီးဒီစကားကိုကြားလိုက်ရတဲ့အခါလူလူရန်ရဲ့စိတ်တွေပျော့ပြောင်းသွားခဲ့တယ်။သူမရဲ့စိတ်ထဲမှာလည်းတခြားဆရာဝန်တွေနဲ့တူနာပြုတွေကဖမ်းရွံကိုတစ်ဖက်မှာဂရုစိုက်ပေးနေကြမှာပဲလို့တွေးလိုက်မိတယ်။ကောင်းပြီလေငါနောက်ထပ်ရက်အနည်းငယ်လောက်မင်းသားမှာနေပေးပါမယ်လို့သူမဆုံးဖြတ်လိုက်တယ်။အခြားတစ်ဖက်မှာတော့ရင်ခွဲရုံရဲ့အေးဆက်လာတဲ့အခန်းထဲမှာဝန်ထမ်းတစ်ယောက်ဟာတယောက်တည်းပြစ်ထားခြင်းခံရတဲ့ကျွန်တော်ရဲ့ရုပ်လောင်းကိုစိုက်ကြည့်နေခဲ့တယ်။နှစ်ရက်တောင်ကုန်ဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ဒီလောင်းကိုလာရောက်ထုတ်ယူမဲ့သူတယောက်မှရှိမနေခဲ့ပါဘူး။အခုဒါကိုဘာလုပ်ကြမလဲ။တန်ရှင်းရေးလုပ်နေတဲ့နောက်ထပ်ဝန်ထမ်းတစ်ယောက်ကရက်ကြည့်မနေနဲ့လေအချိန်မီအလုပ်ဆင်းလို့ရအောင်ဒါကိုအမြန်ထုတ်ပို့လိုက်တော့လို့ပြောပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာအမိုက်အိတ်တအိတ်ကိုယူပြီးကျွန်တော်ရဲ့ရုပ်လောင်းကိုဂရုမစိုက်တဲ့ပုံစံနဲ့သူတို့ဟာကျွန်တော်အလောင်းကိုအဲ့ဒီအိတ်ထဲကိုပစ်ထည့်လိုက်ကြတယ်နောက်ထပ်2ရက်ထပ်မံကုန်ဆုံးသွားတဲ့အခါရီဖန်းဟာပြန်လဲကျမ်းမာလာတာကိုမြင်တော့မှလူလူရန်ဟာကျွန်တော်ကိုတကြော့ပြန်တတိယလာပြန်တယ်ဒါပေမဲ့သူမှကျွန်တော်ရဲ့လူနာဆောင်ထဲကိုရောက်လာတဲ့အခါမှာတော့ခုတင်ကတစ်ခုလုံးအလိုကြီးဖြစ်နေခဲ့ပြီးသူနာပြုတယောက်ကအဲ့ဒီခုတင်ရဲ့အိယာခင်းကိုလဲလှယ်ပေးနေတာကိုတွေ့တော့သူမကဒီခုတင်ကလူနာပဲမှလဲလို့မေးလိုက်တယ်သူနာပြုကသူမကိုကြည့်ပြီးအော်ဒေါက်တာလူလူရန်သူကတော့ဆေးရုံကနေဆင်းသွားပါပြီလို့ပြန်ဖြေခဲ့တယ်သူနာပြုရဲ့အဖြေကိုကြားလိုက်ရတဲ့အခါလူလူရန်ဟာတော်တော်လေးစိတ်တူသွားခဲ့တယ်သူမစိတ်ထဲကနေငါခုလေးတင်မဲ့သူ့ကိုခွဲစိတ်ပေးထားတာလေးဆေးရုံမှာတိတိကျကျအနားမယူပဲသူကဒီကနေတန်းထွက်ပြေးသွားတယ်ပေါ့လို့တွေးနေမိခဲ့တယ်သူမဟာဖုန်းကိုအမြန်ထုတ်ပြီးကျွန်တော်စီဖုန်းခေါ်လိုက်ပေမဲ့ခေါ်လို့မရခဲ့ပါဘူးကောင်းပြီလေသူကဒီလောက်တောင်မာနကြီးနေတယ်ဆိုရင်လည်းအပြင်မှာပဲတေးချင်တယ်လို့တေးပတ်စီတော့ကျမစီကိုလည်းနောက်တစ်ခါဖုန်းပြန်မဆက်နဲ့တော့လို့တွေးပြီးဒေါသတကြီးနဲ့ရီဖန်းရဲ့အခန်းထဲကိုပြန်ဝင်လာခဲ့တယ်ရီဖန်းကသူမရဲ့စိတ်တူနေတဲ့ပုံစံကိုမြင်တော့ဖန်းယွန်ကကျွန်တော်ပေါ်အခုထိစိတ်ဆိုးနေတော့လား
သူမင်းကိုခွင့်မလွတ်ဘူးမဟုတ်လားဒါတွေအားလုံးကကျွန်တော်အမားတွေပါကျွန်တော်အခုပဲသွားပြီးသူ့ကိုအားလုံးရှင်းပြပါမယ်ကျွန်တော်ကြောင့်နဲ့မင်းတို့နှစ်ယောက်ရံမဖြစ်ကြပါနဲ့လို့ပြောလိုက်တယ်ရီဖန်းဟာခရင်ဘော်ကနေအမြန်ထားဖို့ဟန်ဆောင်လိုက်တဲ့အခါလူလူရန်ကသူ့ကိုချက်ချင်းတားလိုက်ပါတယ်မင်းကဘာလို့သူ့အတွက်ဒီလောက်တောင်စိတ်ပူနေရတာလဲမင်းရဲ့အာယုံဆိုင်မှုအားလုံးကအခုချိန်မှာပြန်လဲကျမလာဖို့အတွက်ပဲဖြစ်တဲ့မင်းစေယုံကဆင်းနေနေကြရင်မင်းရဲ့မိဘတွေကဒီသတင်းကောင်းကိုကြားပြီးပျော်ပွဲရှင်ပွဲတွေလုပ်ကြလိမ့်မယ်ဖမ်းရွံနဲ့ပတ်သက်လို့ကတော့သူကအဲ့ဒီလောက်အလွယ်တကူသိမဲ့လူမဟုတ်ဘူးသူစေယုံကတော့ဆင်းသွားတာကြားပြီးလို့ပြောလိုက်တယ်အဲ့ဒီလိုပြောနေရင်းနဲ့မှလူလူရန်ရဲ့အာယုံထဲမှာခွဲစိတ်စပွဲပေါ်မှာအသက်ဘေးကကဲတင်ဖို့ငွေယူတောင်းပန်နေခဲ့တဲ့ကျွန်တော်ရဲ့မျက်နှာကရုတ်တရက်တွေးလာခဲ့တဲ့ဒီအတွေးကသူမရဲ့စိတ်ထဲမှာတစုံတစ်ခုစုခနဲ့ဖြစ်သွားတယ်လို့ထူးဆန်းတဲ့ခံစားချက်ကိုဖြစ်ပေါ်စေခဲ့တယ်ဖမ်းရွံဟာရီဖန်းရဲ့တွေးသားရင်းချတယောက်ဖြစ်ပါလျက်နဲ့ဘာဖြစ်လို့သူ့အကူကိုတေအောင်ပြစ်ထားခဲ့နိုင်ရတာလဲဆိုတာကိုသူမအခုထိနားမလည်နိုင်သေးပါဘူးသူမဟာယောဂတီဖြစ်ပါလျက်နဲ့ကျွန်တော်ကိုငှက်ညာတွေးတော့ပေးနေတဲ့ရီဖန်းကိုကြည့်ပြီးကျွန်တော်ဟာရီဖန်းနဲ့ရှင်ရင်ဘာမှမဟုတ်ပါလားဆိုတာကိုနားလည်သွားခဲ့တယ်သူမကသူဒီလောက်တောင်စွတ်တရွနိုင်ပြီးစေယုံကထွက်သွားမှတော့လေတယောက်တည်းဒေါသဖြစ်နေပါစေတော့ဖလို့ဆုံးဖြတ်လိုက်တယ်ရီဖန်းစေယုံကဆင်းနေနေကြမှာပဲကျွန်တော်ကိုပြန်ခေါ်မယ်လို့သူမတွေးထားလိုက်တယ်ဆရာဝန်တွေရဲ့ရုံးခန်းထဲမှာတော့လုတ်ဖို့ကင်ဘက်တွေအားလုံးဟာအချင်းချင်းအတင်းအဖျင်းပြောနေကြပါတယ်လူလူရန်ထဲဝင်လာတဲ့ခါမှာတော့အားလုံးကချက်ချင်းငြိမ်ချသွားကြတယ်မင်းတို့ခုနကဘာတွေပြောနေကြတာလဲလို့သူမကမေးလိုက်တယ်တို့တွေကမင်းနဲ့မင်းမျိုးသားကြားမှာရှိတဲ့နှဆိုင်နဲ့တန်ရောစင်အကြောင်းပြောနေကြတာပါလို့သူတို့ကပြန်ဖြေလိုက်တယ်လူလူရန်ကတော့အတင်းကျပ်ဖိအားပေးခံရလို့ပဲဖြစ်ဖြစ်ကျွန်တော်နှလုံးလူခဲ့တယ်ဆိုတာဟာကျွန်တော်သူမကိုအလွန်အမင်းချစ်နေလို့ပဲလို့ထင်နေခဲ့တဲ့အခြေအနေအရလုပ်ခဲ့ရတာဆိုပေမဲ့အနည်းဆုံးတော့အသက်တစ်ချောင်းကိုကယ်တင်ခဲ့တာပဲလို့တွေးပြီးကျွန်တော်ပြောက်ကွယ်သွားတာကိုသူမစိတ်ထဲကနေခွင့်လွှတ်ပေးလိုက်တယ်ဒါပေမဲ့ဖုန်းတွေကိုပြန်မဖြေတာနဲ့ပတ်သက်လို့တော့သူမဒေါသထွက်နေတော့မှာပဲသူမရဲ့လုပ်ဖို့ကိုင်ဖက်ကသူမရဲ့မျက်နှာအမူအရာကိုကြည့်ပြီးခွဲစိတ်မှုကြောင့်မင်းမျိုးသားစိတ်နှောက်ယှက်ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တာပဲခွဲစိတ်ပြီးရင်ဒီလိုဖြစ်တတ်တာကတဘာဝပါပဲသူ့ကိုအချိန်ခဏလောက်ပေးလိုက်ပါအောင်ပြီးတော့သူ့စိတ်ပြန်ကောင်းလာအောင်တခုခုလုပ်ပေးလိုက်ပါလို့အကြံပေးလိုက်တယ်ဒီအကြံပြုချက်ကိုကြားလိုက်ရတဲ့အခါလူလူရန်ရဲ့မျက်နှာပေါ်ကစိုးရိမ်ပူပန်မှုတွေပျောက်ကွယ်သွားခဲ့တယ်ကျွန်တော်တို့တိုက်ခန်းသားကဆိုင်မှာရောင်းတဲ့ကိန်းမုံတွေကိုကျွန်တော်အရန်ကြိုက်တတ်တာကိုသူမသတိရသွားခဲ့တယ်အလုပ်စင်းတာနဲ့သူမဟာကိန်းမုံတွေကိုတန်းဝယ်ပြီးတိုက်ခန်းကိုပြန်လာခဲ့ပါတယ်အမျိုးသားကြည့်စုရှင်အကြိုက်ဆုံးကိန်းမုံတွေကျွန်မဝယ်လာခဲ့တယ်အိမ်ထဲကဘာလို့ပြန်မှုမှပြန်မရခဲ့ပါဘူးသူမကိန်းမုံဘူးကိုစပွဲပေါ်တင်လိုက်တဲ့အချိန်မှာပဲလွန်ခဲ့တဲ့တစ်ပတ်ကလေးကကျွန်တော်စပွဲပေါ်မှာထားခဲ့တဲ့စာရွက်စာတမ်းတွေကိုသူမတွေ့သွားခဲ့တယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကွာရှင်းစာချုပ်ပါပဲသူမကျွန်တော်နှလုံးကိုထုတ်ယူခြင်းနေမှန်းသိလိုက်ရတဲ့အခိုက်အတန့်မှာတင်ကျွန်တော်ကွာရှင်းဖို့ဆုံးဖြတ်ချက်ကိုအပိသက်ချမှတ်ခဲ့တာပါလူလူရန်ဟာကွာရှင်းစာချုပ်ကိုကြည့်ပြီးမြင့်တက်သွားခဲ့တယ်တကယ်ပဲလားတာမန်နှလုံးလှူတဲ့ကိစ္စလေးကိုပဲဒီကိစ္စလေးနဲ့ပဲသူကငါ့ကိုကွာရှင်းခွင့်တောင်းနေပေါ့လူလူရန်ဟာဒေါသတကြီးနဲ့အဲ့ဒီကိန်းမုံကိုအမိုက်ပုံနဲ့ပစ်ထည့်လိုက်တယ်ဒီအိမ်ကိုမပြန်ချင်ဘူးဆိုရင်လည်းအမြဲတမ်းအတွက်ထွက်သွားလိုက်တော့အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းမိလာခဲ့တယ်လူလူရန်ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့လူရန်သမီးဖမ်းရွာအခုတလောပင်ပါလဲအဲ့ဒါကျွန်တော်ရဲ့အဖေပါသူ့ဘဝတစ်လျှောက်လုံးရီဖန်းအကြောင်းကိုပဲအမြဲတွေးနေခဲ့တဲ့သူမှုကျွန်တော်အတွက်ဖုန်းဆက်လာတယ်ဆိုတာတိတ်ကိုရှားပါတဲ့ကိစ္စပါလူလူရန်ကကျွန်တော်ရဲ့မိဘတွေဖိအားပေးရင်တော့ကျွန်တော်ပြန်လာလိမ့်မယ်လို့တွေးလိုက်မိတယ်ဘာပဲဖြစ်ဖြစ်အခုဆိုရီဖန်းကလည်းအခြေအနေတော်တော်လေးတည်ငြိမ်နေပြီလေဒါကြောင့်သူမဟာနောက်ဆုံးမှာတော့ကျွန်တော်ဖေစီကိုရီဖန်းရဲ့နှလုံးစားထိုးခွဲစိတ်မှုအောင်မြင်ခဲ့တဲ့သတင်းကိုအကုန်ပြောပြလိုက်ပါတယ်ဒီသတင်းကိုကြားတာနဲ့မိဘနှစ်ပါးစလုံးညာရင်းချင်းပဲစေယုံကိုရောက်လာကြတယ်သူတို့၃ယောက်သားဖက်လဲတကင်းငိုယိုခဲ့ကြတာပေါ့အဲ့ဒီနောက်မှာတော့ကျွန်တော်မိဘတွေကမင်းရဲ့ညီလေးရောဘယ်မှာလဲသူဒီစေယုံမှာပဲတက်နေတာတော့မင်းစီတစ်ခေါက်မှလာမကြည့်ဘူးလားလို့မေးလိုက်တယ်ရီဖန်းကဝမ်းနေပူဆွေးဟန်ဆောင်ပြီးညီလေးကလွန်ခဲ့တဲ့ရက်အနေငယ်ကလေးကစေယုံကဆင်းသွားပြီးမေးလို့ပြောလိုက်တယ်အမေရဲ့ဒေါသကချက်ချင်းထားပေါက်တော့တာပဲဟွာသူ့ရဲ့ကျမ်းမာရေးကိုလည်းကြည်ဦးလေးခွဲစိတ်ပြီးနှစ်ရက်လေးနဲ့စေယုံကဆင်းသွားတယ်ပေါ့အပြင်မှာတင်မင်းကသူ့ကိုစောင့်မနေဘူးလို့သူထင်နေတာလားအဖေကသူမကိုဖျက်ပြောလိုက်တယ်မင်းပါရီရှောက်ပြောနေတာလေရီဖန်းရဲ့ခွဲစိတ်မှုကအောင်မြင်သွားပြီဆိုပေမဲ့နောက်ပိုင်းမှာသူ့ကျမ်းမာရေးပြဿနာတက်လာလို့ဖမ်းရွံတာအသက်မရှင်တော့ရင်ရီဖန်းရဲ့အနာဂတ်ကဘယ်လိုလုပ်မလဲအဲ့ဒီခါအမေကသူမရဲ့ပါဇက်ကိုသူမကိုယ်တိုင်ပြန်ရိုက်ပြီးတောက်တကယ်လို့အဲ့ဒီဖမ်းရွံကတခုခုကြောင့်တေးရမယ်ဆိုရင်တော့ရီဖန်းရဲ့ပြဿနာတွေအကုန်ပြေလည်သွားမှတေးပါစေရီဖန်းသားလေးမင်းဘာမှမစိုးရိမ်နဲ့မင်းရဲ့အဖေနဲ့အမေကမင်းကိုအမြဲတမ်းကာကွယ်ပေးသွားမှာပါလို့ပြောလိုက်တယ်ရီဖန်းဟာသူ့မိဘတွေကသူ့ပေါ်အကန့်ယုံကြည်ပြီးအားပေးနေကြတာကိုသူတို့ရဲ့တုတ်ပြန်မှုကိုကြားပြီးရီဖန်းဟာစိတ်ထဲကနေခိုးပြုံးနေခဲ့တယ်နောက်တစ်နေ့မှာလူလူရန်ခန်းထဲကိုဝင်လာတဲ့အခါမှာတော့ပြည်စုံလုံးနဲ့ချစ်ခင်စရာမိသားစုပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်ရီဖန်းနဲ့ကျွန်တော်ရဲ့မိဘတွေဟာအချင်းချင်းတန်ရောစင်တွေမှုကိုပြသနေကြတာပေါ့ဒါကိုမြင်တော့လူလူရန်ရဲ့စိတ်ထဲမှာတမျိုးလေးခံစားလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့သူမဟာကျွန်တော်မိဘတွေကကျွန်တော်ပေါ်အခုလိုမျိုးချစ်ချင်းမြတ်တာပြတာကိုတခါမှမမြင်ဘူးခဲ့လို့ပါပဲလာလေလူရန်ရီဖန်းနှလုံးအသေးရဖို့အတွက်တမီးရဲ့အကူအညီကအများကြီးပါတာပဲလို့အဖေကပြောလိုက်တယ်လူလူရန်ကကျွန်တော်အကြောင်းသတင်းအစအနတစ်ခုခုရလာဆိုတာကိုသူတို့ကိုတိုက်ရိုက်ပဲမေးလိုက်ပါတယ်ကျွန်တော်နာမည်ကိုကြားလိုက်တာနဲ့မိဘနှစ်ပါးစလုံးကစိတ်ပြက်လက်ပြက်နဲ့ဒေါသကြီးပြောလိုက်ကြတာကအဲ့ဒီအတုံးမချတဲ့လူစားမျိုးရဲ့အကြောင်းတွေးပြီးဘာလို့အချိန်ဖြုံးနေတာလဲသူစေယုံကဆင်းသွားပြီဆိုကြတဲ့ကသူအသက်ရှင်နေပြီးအကောင့်တိုင်းရှိနေလို့ပေါ့သမီးရဲ့အာယုံအားလုံးကိုရီဖန်းအပေါ်မှာပဲထားလိုက်ဆံပါကျွန်တော်ရဲ့မိဘတွေဟာအစကတည်းကသူတို့ရဲ့တာကြီးရီဖန်းနဲ့လူလူရန်တို့ကိုပူဆဆောင်ပေးခြင်းခဲ့ကြတာပါဒါပေမဲ့ရီဖန်းရဲ့အခြေအနေကအလွန်စိုးရိမ်ရတဲ့အတွက်ကြောင့်ဒီအကြောင်းကိုဘယ်တော့မှပုံပွင့်လင်းလင်းမပြောခဲ့ကြပါဘူးဒါပေမဲ့အခုနှလုံးအသေးရလာပြီဆိုတော့အခွင့်အလမ်းတွေကအပြည့်အဝရှိလာခဲ့ပြီလေအကယ်၍ကျွန်တော်နဲ့သူမရဲ့ကွာရှင်းမှုသာအတိဖြစ်သွားခဲ့ရင်ရီဖန်းဟာကျွန်တော်နေရာမှာအလွယ်တကူပဲအစားထိုးဝင်ရောက်လာနိုင်မှာပါအဲ့ဒီအချိန်မှာပဲဝန်ထမ်းတစ်ယောက်အခန်းထဲကိုဝင်လာပြီးရေမောရင်းပြောလိုက်တာကဝါဒေါက်တာလူလူရန်ရှင်ကတော့တကယ်ပဲရှင်ရဲ့ဒီအမျိုးသားပေါ်တကယ်ကိုတန်ရောစင်ကြီးတာပဲအခုလိုမျိုးအဆက်မပြတ်ဂရုစိုက်ပေးနေတာကြည့်ရင်သိတာပါတယ်လို့ပြောလိုက်တယ်မိဘတွေအတွက်ကတော့ဒါကပုံမှန်ပဲလို့ထင်ရပေမဲ့ခရင်ပုံမှာလဲလျောင်းနေတဲ့ရီဖန်းကတော့ရှက်သွေးဖြတ်သွားခဲ့တယ်ဒါပေမဲ့မတ်တက်ရက်နေတဲ့လူလူရန်ကတော့ချက်ချင်းဒေါသပေါက်ကွဲသွားခဲ့တယ်ဒီလူကကျမအမျိုးသားလို့ရှင်ကိုဘယ်သူပြောလဲလုတ်ဖို့ခိုင်ဘက်ဖြစ်သူကသူမရဲ့ဒေါသကိုတိတ်ရေးမလုပ်ပဲရေမောရင်းထွက်သွားခဲ့တယ်အိုကွယ်လူနာဆောင်ကလူအားလုံးသိနေတာပဲဟာဟန်ဆောင်နေလို့လည်းဘာမှထူးမှာမဟုတ်ပါဘူးအဲ့ဒီခါကျွန်တော်အဖေကလူလူရန်ရဲ့လက်ကိုအမြန်ဆွဲကင်လိုက်ပြီးစိတ်မဆိုးပါနဲ့တမီးရဲ့ဖမ်းယုံကလည်းဒီမှာရှိနေတာမဟုတ်ဘူးလေတခြားလူတွေကတမီးတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအဲ့ဒီလိုပဲထင်နေကြတယ်ဆိုရင်လေဒီအကြောင်းပြချက်နဲ့ပဲရီဖန်းကို
ဆေးရုံဝန်ထမ်းတွေစီကနေအထူးဝန်ဆောင်မှုတွေရလာနိုင်တာပေါ့လို့ပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အပြင်ရီဖန်းရဲ့ပြောင်းလဲသွားတဲ့အမူအရာကိုပါမြင်လိုက်ရတော့လူလူရန်ဟာတော်တော်လေးစိတ်အနှောက်အယှက်ဖြစ်သွားခဲ့တယ်သူမဟာဒေါသကိုအောက်အဲမျိုးတိတ်ပြီးရုံးခန်းကိုပြန်လာခဲ့ပါတယ်အဲ့ဒီဝန်ထမ်းကိုတိုင်တန်းဖို့လုပ်နေတော့မှပဲသူမရဲ့ဆရာရင်းဖြစ်သူ Professor လီဟိုင်းဆေးရုံကိုရုတ်တရက်ရောက်ရှိလာတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်လူလူရန်ဟာအမြန်ဆုံးနှုန်းနဲ့ဒရိုက်တာရဲ့အခန်းစီကိုပြေးသွားခဲ့ပါတယ်ဆရာနဲ့မတွေ့ရတာနှစ်တွေတော်ကြာသွားပြီနော်ဆရာချမ်းမရဲ့အခြေအနေဘယ်လိုရှိလဲဟင်လို့မေးလိုက်တဲ့အခါလီဟိုင်းကရင်မော်ရင်းသူမကိုကြိုဆိုလိုက်ပါတယ်တမီးအခုဆိုရင်ကိုချစ်တော့ပေါ်ကိုရက်ပြီးနှလုံးအစားထိုးခွဲစိတ်မှုတွေကိုတောင်လှုပ်ဆောင်နိုင်နေပြီလို့ဆရာကြားမိတယ်တကယ်ကိုထူးချွန်သွားတာပဲတမီးငယ်ငယ်တုန်းကအသက်ရှင်ဖို့အတွက်ခွဲစိတ်ခဲ့ရတဲ့အဲ့ဒီနှလုံးစားထိုးမှုကိုဆရာကိုယ်တိုင်ကင်တွယ်ခဲ့တာဆရာမှာကောင်းကောင်းမမိနေတော့ပဲတမီးကတနေ့မှဒီလောက်ထိအောင်မြင်တဲ့အဆင့်ကိုရောက်လာလိမ့်မယ်လို့ဆရာမမျှော်လင့်ထားခဲ့ဘူးလူလူရန်ဟာထိတ်လန့်တုန်လှုပ်ပြီးကြောက်ရွံ့လို့ဖြစ်သွားခဲ့တယ်ဆရာအခုပြောနေတာဘယ်ခွဲစိတ်မှုအကြောင်းလဲဟင်တမီးရဲ့အသက်ကိုကယ်တင်ဖို့အတွက်တမီးကိုခွဲစိတ်ခဲ့ရတဲ့အဲ့ဒီနှလုံးအစားထိုးမှုအကြောင်းပြောတာပေါ့ Professor ရဲ့စကားကြောင့်တခန်းလုံးမှာထူးဆန်းတဲ့တိတ်ဆိတ်မှုမျိုးကြီးစိုးသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေဝန်ထမ်းတစ်ယောက်အပြေးလွှားရောက်လာပြီးဒေါက်တာလူလူရန်အရေးပေါ်အခြေအနေဖြစ်နေပြီးခုတင်နံပါတ်30ကလူနာရဲ့မိသားစုဝင်တွေအချင်းချင်းရန်ဖြစ်နေကြတယ်လို့လာပြောပါတယ်ခုတင်နံပါတ်30ဆိုတာကိုကြားလိုက်ရတာနဲ့သူမရဲ့အသိစိတ်ထဲမှာ